အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့စူပါဟီးရိုးပရိသတ်တွေကြားထဲမှာနှစ်ပေါင်းများစွာအပြေရှာမရခဲ့တဲ့အကျိတ်အနည်းဆုံးရင်ခွန်စရာအကောင်းဆုံးတိုက်ပွဲခွဲခြားစိတ်ပြမှုတစ်ခုကိုစတင်လိုက်ရအောင် DC ရဲ့ Bruce Wayne နဲ့ Marvel ရဲ့ Tony Stark ဒီဘီလီယံနာတထေးရှိနှစ်ယောက်ရဲ့အားပြိုင်မှုပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့စွမ်းရည်တွေကိုအချက်လက်ခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့အတူတူသုံးသပ်ကြည့်ကြမယ်ဗျစဉ်းစားကြည့်ပါဗျာဒီဘီလီယံနာထူထိပ်ကြီးနှစ်ယောက်သားသူတို့ရဲ့ပိုင်ဆိုင်မှုတွေခင်မီတမနီဝက်ဆောင်တွေလီဇာလက်နက်တွေနဲ့ gadget တွေအားလုံးကိုဖယ်ချလိုက်မယ်သူတို့ရဲ့ကုမ္ပဏီကထောက်ပံ့မှုတွေတစ်ခုမှမရှိတော့ဘူးဆိုရင်ကောဘာအကားအကွယ်မှမပါပဲတာမန်လူသားနှစ်ယောက်လလာတတ်အချီနီရင်လင်းချင်းကြမယ်ဆိုရင်ဘယ်သူကအနိုင်ရမလဲဘယ်သူကတကယ်အစ်စ်အမှန်ထက်ကရေးသမားထက်မလဲဆိုတာတကယ်ကိုဆက်လို့ရှားစရာပါပဲကဲဒီပွဲမှာဘယ်သူနိုင်မလဲဆိုတာကိုဗတ်လိုက်မှုကင်းကင်းနဲ့အတိအကျဆုံးဖြတ်နိုင်ဖို့အကွယ်အခြေခံလူသားစွမ်းရည်၃ချက်နဲ့တိုင်းတာသွားမယ်ဗျအဲ့ဒါတွေကတော့ကိုကင်မရာကျွမ်းကျင်မှုစိတ်သက်ကြံ့ခိုင်မှုနဲ့ဇီဝခမာပိုင်ဆိုင်ရာအားသာချက်တွေပဲဖြစ်ပါတယ်ဒီစံနှုန်း၃ခုကအဖီမန်ကိုရှာဖွေပေးသွားမှာပါပထမဆုံးအနေနဲ့တိုက်ခိုက်ရေးသမားကာယကံရှင်ကအကြောင်းစပြောအောင်ဗျလူသားတွေထဲမှာအမြင့်မားဆုံးစွမ်းရည်ရှိသူ The Big Human မှာ Bruce Wayne ရဲ့တသက်တာမြုံနှံထားမှုကတကယ့်ကိုအံမခံရမယ်ငယ်ဘဝမှာမိဘနှစ်ပါးအထက်ထန်ရတဲ့အဆိုးရဆုံးချစ်ဖြတ်ကသူ့ကိုကြီးမားတဲ့တွန်းအားဖြစ်စေသေးပြီးကဘာတဝမ်းလဲ့လေကအကောင်းဆုံးတိုက်ခိုက်ရေးစရာတွေလှုပ်ကြံထက်ဖြတ်သူတွေစီမှာပညာတော်ရောက်တင်ယူဖို့ဖြစ်လာစေခဲ့တာပါတစ်စက်နဲ့ခွန်ဒီကနန်းကိုတေးကြမှတ်ထားပေးပါဗျာဒါတာမန်ကနန်းမဟုတ်ဘူး comic စာအုပ်ရဲ့မတန်တီယာ Bruce Wayne ဟာကဘာပေါ်မှာရှိတဲ့ကိုခန်းပညာပေါင်း129မျိုးကိုအမြင့်ဆုံးအဆင့်အထိကျွမ်းကျင်အောင်တက်မြောက်ထားတာပါတစ်မျိုးနှစ်မျိုးတက်ဖို့တောင်ခဲရင်းလာတဲ့ခင်မှာ129မျိုးဆိုတာတကယ်ကိုယူတွက်လောက်စရာအချက်ပါပဲသူ့ရဲ့ကျွမ်းကျင်မှုတွေကိုကြည်လိုက်ရင်ဂျူဒိုမူဝိုင်းထိုင်ကရာတေတိုက်ကွန်ဒိုဂျစ်ကွန်ဒိုကနေနင်းဂျစ်စုအထိဒီလောက်အသေးကြီးတိုက်ခိုက်နိုင်တဲ့ပညာရက်တွေအကုန်ပါဝင်ပါတယ်ဒီပညာရက်တွေအကုန်လုံးကိုအမြင့်မားဆုံးအဆင့်အထိသူတက်မြောက်ထားရဲဆိုတာကသူ့ကိုပြိုင်ပွဲကင်းတိုက်ခိုက်ရေးတမားတယောက်အခက်ရက်တည်စေတာပေါ့ဗျာဒါကြောင့်အရေးကြီးဆုံးချက်ကတော့ Bruce Wayne ရဲ့ခန္ဓာကိုကြန့်ခိုင်မှုပါပဲတာမန်လူသားတယောက်ရောက်ရှိနိုင်တဲ့အမြင့်မားဆုံးခန္ဓာကိုစွမ်းဆောင်ရည်ကိုသူပိုင်ဆိုင်ထားတယ်သူရဲ့ခွန်အားအမြတ်နှုံးတွန်းပြမှုငယ်ခန္ဓာရည်တွေဟာထိပ်တန်း Olympic အားကစားသမားတွေထက်တောင်တာလွန်နေပါပြီသူခန္ဓာကိုယ်ကတကယ့်ကိုအသက်ဝင်နေတဲ့လက်နက်ကြီးတစ်ခုပါပဲဒါပေမဲ့သူ့ရဲ့အကြောက်စရာအကောင်းဆုံးလက်နက်ကခန္ဓာကိုယ်တင်မကဘူးဗျာသူ့ရဲ့မစုံမနစ်တဲ့စိတ်ဓာတ်ပါပဲဘယ်တော့ပဲနာကျင်မှုတွေရှိနေပါစေခန္ဓာရည်ရှိပြီးဘလို့အခြေအနေမျိုးမှမဆိုလုံးဝအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတာပါစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုမှာသူကလုံးဝကိုအသာစီးရနေတာအသေးချပါပဲကဲတစ်ဖက်ကတိုက်ခိုက်ရေးသမားကြီးညာရေးရှင်တိုနီစတက်ဘက်ကိုလဲကြည့်အောင်ဗျာသူကကဘာအထက်မြင့်ဆုံးညာကြီးရှင်တွေကတူးဖြစ်တယ်ဆိုတာအားလုံးအသိပါပဲဒါပေမဲ့ဒီမှာကျွန်တော်တို့အာယုံဆက်ရမှာကသူ့မှာမွေးရပါကိုခံပညာကျွမ်းကျင်မှုလုံးဝမရှိဘူးဆိုတာပါပဲသူ့ရဲ့အတိကစွမ်းအားကသူ့ရဲ့ဦးနောက်ညာရည်နဲ့တီထွင်ဖန်တီးနိုင်စွာမဖြစ်နေပါတယ်သူတို့နှစ်ယောက်ရဲ့လေ့ကျင့်မှုနောက်ခံကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းကြည့်အောင်ဗျာ Bruce ကဘာလွားကဆရာတွေစီမှာပညာသင်ခဲ့ပေမဲ့ Johnny ကတော့သူ့ရဲ့တတ်တော်ဆောင် Happy Hogan စီကနေလက်ဝဲပညာနဲ့နဲ့ပါရဲ့ပြီးတော့ Captain America စီကနေအခြေခံတိုက်ခိုက်ရေးနည်းဗျူဟာတချို့ကိုသင်ယူခဲ့ဦးတာတော့ပဲရှိပါတယ်တိုက်ခိုက်ရေးတွေးကြုံချင်းနိုင်ချင်းကြည့်ရင်မော်နယ်မြေလို့ကြွားနေပြီဗျာဒီနေရာမှာထိုနီရဲ့အကြီးမားဆုံးအားနည်းချက်ကပေါ်လာပါပြီဒါကတော့ AI ပေါ်လုံးလုံးလန်းလန်းမိခေါ်နေရတာပါပဲသူရဲ့တိုက်ခိုက်မှုအများစုဟာ Iron Man ဝစ်ဆုံရဲ့ AI Defeated JAI VIS တို့ FRIDA တို့ကတွက်ချက်ပေးတဲ့ရန်တူလှုပ်ရှားမှုတွေအပေါ်မှာပဲအပြည့်အဝမိခေါ်နေရတာပါဝစ်ဆုံနဲ့ AI မပိုင်ရင်ထိုနီဟာအခြေခံခိုးခံပညာလောက်ပဲရှိတဲ့မိမိကိုယ်ကိုကာကွယ်နိုင်ရုံတာရှိတဲ့တာမန်လူတစ်ယောက်သားပဲဖြစ်သွားပါပြီကဲအခုစာတွေ့တဲ့ကနေလက်တွေ့ညီပြမှာသူတို့နှစ်ယောက်ယဉ်ချင်းရင်ဘာဖြစ်မလဲဆိုတာသွားကြည့်အောင်တကယ်ချန်ပီယံဘိုးလိုဘွားချီကိုရောက်လာပြီဗျာဒါကတကယ်ကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့အဆုံးဖြတ်ပဲအပိုင်းပါပဲတမိုင်းကြောင်းဝရာတိုက်ပွဲထောက်ထားတွေကိုကြည့်ရင် Acidic Batman ဟာ League of Assassins ကအထိတ်တန်းလူသားသမားတွေလူမိုက်တွေကိုရန်သူရဲ့အားနည်းချက်တွေကနဲ့တိတိကျကျလက်ပလာနဲ့နှိမ်နှင်းနိုင်ခဲ့ပါတယ် Acidic အနေနဲ့ Iron Man 3 စကားကိုပြန်တရကြည့်ပါဝတ်စုံမပါတဲ့တိုနီဟာအိမ်သုံးပစ္စည်းတွေကိုလက်နက်လုပ်ပြီးအကြမ်းဖက်သမားတွေကိုရန်ဆန့်ရမှာသူ့ရဲ့ရုပ်ပိုက်ဆိုင်ရာအားနည်းချက်တွေကိုထိန်းသိမ်းတွေ့ခဲ့ရပါတယ်။ကဲအဆင့်3အနေနဲ့ဒီနှစ်ယောက်ကိုခါပိတ်ပြီးပေးချိုက်ကြည့်မယ်ဆိုပါစို့။စဉ်းစားကြည့်ပါဗျာအမောင်ကြားနေတဲ့လမ်းကြားဒါမှမဟုတ်တော့ခတ်ထားတဲ့အခန်းချင်းတစ်ခုဒီအထက်မှာတို့နှစ်ယောက်ထိတိုက်တွေ့ပြီးဆိုတာနဲ့ Bruce ရဲ့ Messi တမိတ်အတွင်းလှောက်ရှားနိုင်တဲ့အမြန်နှုံးပြီးတော့တိုက်ကွက်ပေါင်းစုံကိုစက်တိုက်အတုံးပြနိုင်မှုတွေအောင်မှာ Tony တယောက်စက္ကန့်ပိုင်းအတွင်းမှာတင်လုံးဝအလဲထိုးခံရမှုတေချာနေပါတယ်
ဒီအချက်လက်တွေအားလုံးကိုကျွန်တော်တို့ခြုံငုံသုံးသပ်ကြည့်လိုက်တဲ့အခါမှာအဖြေကတော်တော်လေးရှင်းလင်းသွားပါပြီအားလုံးရင်ကုန်စွာစောင့်မျှော်နေတဲ့နောက်ဆုံးအဆုံးဖြတ်တက်သေးပြက်စရာမလိုတော့အောင်တေချတဲ့ရလက်ကိုရောက်ရှိလိုလာပါပြီ တန်တရားဝင်စရာအကြောင်းလုံးဝမရှိပါဘူးဗျာငွေကြေးဝတ်စုံနီးပညာနဲ့လက်နက်တွေကင်းမဲ့စွာနဲ့လက်ပလာတက်တဲ့ရှင်ချင်းကြမယ်ဆိုရင်ဘူစဝင်းလခေါ်ရဲ့ပမန်ကအပြတ်အသက်အငင်းပွားဝယ်မရှိအနိုင်ရရှိမှာပဲဖြစ်ပါရဲ့ဒါဟာတေချာပေါက်ရလက်ပါပဲ ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့အဓိကကွာခြားချက်ကအဲ့ဒီမှာရှိနေတာကိုဗျထိုနီရဲ့ညံကြီးရှင်စွမ်းရည်ဟာပစ္စည်းတွေတီထွင်ဖို့အတွက်အချင်းယူရပါတယ်ဒါပေမဲ့ Bruce ကတော့သူ့ရဲ့တသက်တာလုံးကိုမျက်နှာချင်းဆိုင်လက်ပလာတိုက်ဖွားတဲ့အတွက်ယူသစ်စွာကျွတ်တင်ဖြစ်စဉ်လိကျင့်ထားခဲ့တာပါသူ့ရဲ့လင်မြန်မှုနဲ့ကြန့်ခိုင်မှုကိုထိုနီအနေနဲ့ဘလို့မှရှင်းနိုင်မှာမဟုတ်ပါဘူး ဒီတော့ဒီတုံးသက်ချက်အစီအစဉ်လေးကိုနောက်ဆုံးစဉ်းစားရတဲ့မေခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချော့ချင်ပါတယ်စူပါဟီးရိုးလေးဆိုတာသူတို့ရဲ့ kid me စံပြရတဲ့နီးပညာတွေနဲ့ပဲတိုင်းတာတန်းတရမှာလားဒါမှမဟုတ်တသက်တာလုံးယူသက်စွာမြုံနှံထားတဲ့တိုက်ခတ်ရီစွမ်းရည်နဲ့ပဲတိုင်းတာရမှာလားဆိုတာပါပဲဒီမေကုန်းကပရိသတ်တွေတဲ့ဆက်လက်ပြီးစိတ်ဝင်စားပွဲငင်းခွန်ဆွေးနွေးစရာဖြစ်စင်မှာအသေးကြပါပဲဗျာအခုလို့အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာစီးရင်လေးနဲ့ပြန်လာခဲ့ပါမယ်ဗျာ